စပင်ညက်ရမလားမညက်ရဘူးလားဆိုတာတွေးနေတော့မယ်ဒီစာကြောင်းကိုရီးယားလိုမျိုးရေးကြည့်ပါမယ်ဒီမှာဆိုရင်တစ်ခုခုကိုလှုပ်ရင်ကောင်းမလားမလှုပ်ရင်ကောင်းမလားဒီမျိုးလေးပုံစံသုံးချင်တယ်ဆိုလို့ရှိရင်ကိုရီးယားစာ grammar မှာဒီအပေါ်မှာပြထားတဲ့을랄까 말까 생각 중이다ဆိုတဲ့ဒီရဲ့ grammar ပုံစံကိုအသုံးပြုလို့ရပါတယ်စပြီးတော့မှရေးကြည့်ရအောင်စပင်ညက်တီဆိုလို့ရှိရင်머리는 자르다လို့သုံးတယ်머리는 자르다အဲ့တော့ဒီမှာကြည့်မယ်ဆိုရင်자르다ဆိုတဲ့ verb ရဲ့အောက်မှာအသက်မပါတာဖြစ်တဲ့အတွက်ကြောင့်မလို့ဘာကိုသုံးမလဲ라까ဆိုတဲ့ပုံစံကိုသုံးမယ်အသက်ပါတယ်ဆိုလို့ရှိရင်တော့을까 말까 생각 중이다ကိုသုံးပါမယ်အဲ့တော့자르다ပတ်ချင်းမပါတော့랄까 자를까 말까 이လိုက်ရုံပါပဲ생각 중이다တော့ဒီမှာဆိုလို့ရှိရင်ကိုကတခုခုကိုလှုပ်ရင်ကောင်းမလားမလှုပ်ရင်ကောင်းမလားလို့တွေးနေတယ်ဒါမျိုးပုံစံပြောချင်တယ်ဆိုလို့ရှိရင်을까 말까 생각 중이에요တွားရင်ကောင်းလားမကောင်းဘူးလားဆိုလို့စဉ်းစားနေတယ်ဒါမျိုးပုံစံပြောချင်တယ်ဆိုရင်လည်း갈까 말까 생각 중이에요ဒါမျိုးပုံစံအသုံးပြုလို့ရပါတယ်အဲ့တော့ဒီနေ့မှာတင်သွားတဲ့ဒီ grammar ကိုနည်းနည်းသဘောပေါက်မယ်ထင်ပါတယ်ဒီစာကြောင်းတစ်ခေါက်တူပြန်ဖတ်ကြည့်ပါမယ်머리는 자를까 말까 생각 중이다 요အနေနဲ့သုံးချင်တယ်ဆိုရင်생각 중이에요လည်းသုံးလို့ရပါတယ်